လူတွေကအောင်မြင်မှုရဖို့ဖြတ်လန်းနည်းတွေပဲရှာနေကြတာမဟုတ်လားတကယ်တော့ပေးကမ်းခြင်းကဘဝရဲ့အကြီးမားဆုံးတောချက်ဆိုတာသိပါသလားဒီဗီဒီယိုလေးမှာ Aidan and Grant ရေးသားထားတဲ့ Give and Take စာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း9ပိုင်းနဲ့ဆွေးနွေးသွားပါမယ်ပေးကမ်းခြင်းကဘလို့အောင်မြင်မှုတွေရစေလဲလူမှုဆက်ဆံရေးကိုဘလို့တိစောက်နိုင်လဲဆိုတာကိုကျွန်တော်တို့လေ့လာသွားကြမယ်ပေးသူယူသူမျှသူလူတွေဟာဆက်ဆံရေးမှာအဓိကအဖြစ်၃မျိုးရှိတယ်ပေးသူယူသူမျှသူဆိုပြီးရှိကြတာပေါ့ပေးသူဆိုတာသူများလိုအပ်တာကိုအမြဲကူညီပေးပြီးဘာမှပြန်မမျှော်လင့်ဘူးယူသူကကိုယ့်အကျိုးစီးပွားကိုပဲအဓိကထားတယ်မျှသူကတော့ပေးတာနဲ့ယူတာကိုမျှတအောင်လုပ်တယ်အောင်မြင်မှုရဖို့ဆိုရင်ဒီ၃မျိုးလုံးကဖြစ်နိုင်တယ်ဒါပေမဲ့ပေးသူတွေအောင်မြင်တဲ့အခါပိုပြီးထူးခြားတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့အောင်မြင်မှုကပြန့်နှံ့သွားလို့ပဲယူတတ်တဲ့လူတွေကရေတိုမှာအောင်မြင်နိုင်ပေမဲ့ရေရှည်မှာလူတွေကိုစိတ်ပြတ်သွားစေနိုင်တယ်မျှသူတွေကအခြေအနေကိုထိန်းထားနိုင်ပေမဲ့သူတို့ရဲ့ network ကတိတ်မကြီးထွားဘူးပေးသူတွေကတော့လူတွေအပေါ်မှာယုံကြည်မှုတည်ဆောက်နိုင်ပြီးရေရှည်ဆက်ဆံရေးကိုတည်ဆောက်နိုင်တယ်လူအများစုကပေးသူတွေဟာအမြဲတမ်းနောက်ဆုံးရောက်မယ်လို့ထင်ကြတယ်ဒါပေမဲ့တကယ်တမ်းသုတေသနတွေအရပေးသူတွေဟာအောင်မြင်မှုအမြင့်ဆုံးနဲ့အနှိမ့်ဆုံးမှာရှိနေတတ်တယ်အောင်မြင်တဲ့ပေးသူတွေကကိုယ့်ကိုသူများတွေအမျက်မထုတ်သွားအောင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကိုသိကြတယ်ပေးကမ်းခြင်းရဲ့အံ့အားသင့်ဖွယ်အောင်မြင်မှုပေးကမ်းခြင်းဟာ100 မီတာပြေးပြိုင်ပွဲအတွက်တိတ်မကောင်းပေမဲ့မာရသွန်အတွက်တော့တန်ဖိုးရှိတယ်။ပေးသူတွေရဲ့အောင်မြင်မှုကအချိန်ကြာလာတာနဲ့အမျှပေါ်လာတတ်တယ်။အစပိုင်းမှာတော့အနစ်နာခံရတယ်လို့ထင်ရနိုင်တယ်။ဒါပေမဲ့ယုံကြည်မှုဂုဏ်သတင်းဆက်ဆံရေးတွေတိစောက်ခြင်းအဖြစ်အကျိုးကျေးဇူးတွေရလာနိုင်တယ်။ပေးသူတွေဟာအကူအညီနဲ့အခွင့်အလမ်းတွေနဲ့ပြည့်နေတဲ့ network တွေကိုတိစောက်နိုင်တယ်။ပေးကမ်းခြင်းကစိတ်ပိုင်းဆိုင်ရာအားသာချက်တွေကိုလည်းပေးတယ်။သူများပေါ်စာနာတတ်တဲ့စိတ်နဲ့အမြင်ကျတဲ့အတွေးခေါ်တွေကိုတိုးပွားစေတယ်။ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ်ပြဿနာဖြေရှင်းနိုင်စွမ်းကိုမြင့်တင်ပေးတယ်။စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့ခံနိုင်ရည်အားနဲ့လိုက်လျောညီထွေဖြစ်အောင်လည်းလှုံ့ဆော်ပေးတယ်။အေဗရာဟမ်လင်ကွန်းဟာအပေးကမ်းနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကြောင့်နိုင်ငံရေးမှာအောင်မြင်ခဲ့တယ်။ Aidan Rifkin ဆိုတဲ့ပုဂ္ဂိုလ်ကလည်း9 မိနစ်အတွင်းကူညီနိုင်တဲ့အရာလေးတွေကိုလုပ်ပေးခြင်းအဖြစ် network ကိုတိစောက်ခဲ့တယ်။ David Hornet ဆိုတဲ့ယင်းနှိမ့်မြုပ်နှံသူတစ်ယောက်ကလည်းစုံဦးတီထွင်သူတွေရဲ့လိုအပ်ချက်ကိုဦးစားပေးခြင်းအဖြစ်အောင်မြင်မှုရခဲ့တယ်။အားကောင်းတဲ့ network တိစောက်ခြင်းပေးသူတွေဟာသူတို့ရတာထက်ပိုပေးခြင်းအဖြစ်ပိုမိုနှက်ဆိုင်ပြီးကျေပြန့်တဲ့ network တွေကိုတိစောက်ကြတယ်။ဒါကနောက်ပိုင်းမှာကြီးမားတဲ့အခွင့်အလမ်းတွေကိုရရှိစေနိုင်တယ်။ဘာမှပြန်မမျှော်လင့်ပဲကူညီဖို့ဆန္ဒရှိခြင်းကမတူကွဲပြားတဲ့ဆက်သွယ်မှုတွေကိုဆွဲဆောင်နိုင်တယ်။ရက်ရောတဲ့ဂုဏ်သတင်းကနောက်ထပ်မိတ်ဆက်ပေးမှုတွေနဲ့အခွင့်အလမ်းတွေကိုရရှိစေတယ်။ပေးသူတွေရဲ့ network တွေကပိုပြီးအားကောင်းပြီးအကူအညီပေးနိုင်တယ်။ယုံကြည်မှုအပေါ်အခြေခံတဲ့ဆက်ဆံရေးတွေကအတိတ်ပဲရှိတဲ့ဖလှယ်မှုတွေကိုဖြစ်ပေါ်စေတယ်။အရင်ကပေးခဲ့တဲ့အရာတွေကနေကောင်းကျိုးတွေကိုပြန်လည်ရရှိစေတယ်။မတူကွဲပြားတဲ့ network ကအမျိုးမျိုးသောအရေးချင်းနဲ့ဗဟုသုတတွေကိုရရှိစေတယ်။ network တိစောက်ဖို့အတွက်နည်းလမ်းတွေရှိတယ်။9 မိနစ်အတွင်းကူညီနိုင်တဲ့အရာလေးတွေကိုလှုပ်ဆောင်ပါ။အချိန်သိပ်မပေးရပဲသူများကိုကူညီနိုင်တာပေါ့။အရင်ကဆက်သွယ်မှုပြတ်တောက်နေတဲ့တငယ်ချင်းတွေလုပ်ဖို့ကင်ဘတ်တွေကိုပြန်ဆက်သွယ်ပါ။ကိုယ့်အတွက်ချက်ချင်းအကျိုးအမြတ်ကိုမကြည့်ပဲသူများအတွက်တန်ဖိုးရှိတဲ့အရာတွေကိုလုပ်ပေးဖို့အာရုံစိုက်ပါ။ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ဂုဏ်ပြုခြင်းပေးသူတွေအောင်မြင်တဲ့အခါအဲ့ဒီအောင်မြင်မှုကပြန့်နှံ့သွားတယ်။ယူသူတွေအောင်မြင်တဲ့အခါအများအားဖြင့်တခြားလူတွေရှုံးနိမ့်သွားတတ်တယ်။ပေးသူတွေကအပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်နိုင်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးတယ်။စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုမြင့်တင်ပေးပြီးပွင့်လင်းတဲ့ဆက်သွယ်မှုနဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုအားပေးတယ်။ဗဟုသုတနဲ့အရင်းမြစ်တွေကိုလွတ်လပ်စွာမျှဝေခြင်းအဖြစ်အဖွဲ့အစည်းရဲ့လှုပ်ဆောင်မှုကိုမြင့်တင်ပေးတယ်။ပေးသူတွေကသူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုဝေမျှပေးခြင်းအဖြစ်အဖွဲ့အစည်းတစ်ခုလုံးရဲ့အောင်မြင်မှုကိုအထောက်အကူပြုတယ်။သူများရဲ့လှုပ်ဆောင်ချက်တွေကိုအတိအမှတ်ပြုပေးခြင်းကနောက်ပိုင်းမှာပူးပေါင်းဆောင်ရွက်မှုကိုအားပေးတယ်။ကိုယ့်ရဲ့အကျိုးမြတ်ကိုပဲကြည့်နေခြင်းကမကျေနပ်မှုနဲ့ပြိုင်ဆိုင်မှုကိုဖြစ်ပေါ်စေနိုင်တယ်။ဂျော့မေယာဆိုတဲ့ဟာတာရေးသူတစ်ယောက်ရဲ့အောင်မြင်မှုကပေးကမ်းခြင်းရဲ့အားသာချက်ကိုသက်သေပြတယ်။သူကတဲဆင်ဆန်မှာအမြဲတမ်းအကြံဉာဏ်တွေကိုပေးခဲ့တယ်။ဒါပေမဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေကိုထုတ်ဖော်ပြောဆိုခြင်းကိုရှောင်ကျဉ်ခဲ့တယ်။ဒါကြောင့်တခြားလူတွေကလည်းလွတ်လွတ်လပ်လပ်သူတို့ရဲ့အကြံဉာဏ်တွေကိုဝေမျှနိုင်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးနိုင်ခဲ့တယ်။ဝတ်ထားတဲ့အရေးချင်းကိုရှာဖွေခြင်းပေးသူတွေကအရေးချင်းရှိတဲ့လက္ခဏာတွေကိုစောင့်မနေဘူး။သူတို့ကတခြားလူတွေရဲ့ရည်ရွယ်ချက်တွေကိုယုံကြည်ပြီးအကောင်းမြင်တတ်ကြတယ်။ဒါကြောင့်ခေါင်းဆောင်မန်နေဂျာနဲ့မန်တာအနေနဲ့ပေးသူတွေကလူတိုင်းမှာဖြစ်နိုင်ခြေရှိတယ်လို့မြင်တတ်ကြတယ်။ပေးသူတွေကစူးစမ်းအားထုတ်မှုကိုအဓိကထားပြီးအခွင့်အလမ်းတွေကိုပေးတယ်။ကြီးထွားတိုးတက်ဖို့အတွက်အခွင့်အလမ်းတွေကိုဖန်တီးပေးတယ်။တခြားလူတွေမှာတိုးတက်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ယုံကြည်တယ်။
စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုဖန်တီးပေးခြင်းအဖြစ်စွန့်စားမှုတွေကိုလှုပ်ဆောင်ဖို့အားပေးတယ်။တိုးတက်မှုကိုမြင့်တင်ဖို့အတွက်တိကျပြီးအပြုသဘောဆောင်တဲ့တုံ့ပြန်ချက်တွေကိုပေးတယ်။စွမ်းရည်ကိုမြင့်တင်နိုင်တဲ့စိန်ခေါ်မှုတွေကိုပေးအပ်ပါ။ခေဂျတ်စကန်ဒါရဲ့စည်ရင်းကင်တင်ကြားပုံကထိပ်တန်းစွမ်းဆောင်ရည်ရှိသူတွေကိုမွေးထုတ်ပေးနိုင်ခဲ့တယ်။စတူအင်မန်ရဲ့ MBA မှာအရေးချင်းရှာဖွေမှုကကြမ်းတမ်းတဲ့စိန်တွေကိုရှာဖွေတွေ့ရှိနိုင်ခဲ့တယ်။မန်နာတွေကရိုးရာမဟုတ်တဲ့အရေးချင်းတွေကိုမြင်ပြီးသူတို့ကိုအောင်မြင်အောင်ကူညီပေးတယ်။အားနည်းသောဆက်သွယ်မှုရဲ့စွမ်းအားယူတတ်တဲ့သူတွေကသူတို့ရဲ့အားနည်းချက်တွေကိုဖော်ပြခြင်းကသူတို့ရဲ့အာဏာနဲ့ဩဇာကိုထိခိုက်စေနိုင်တယ်လို့စိုးရိမ်တတ်ကြတယ်။ပေးသူတွေကပိုပြီးတက်တောင့်တက်တာရှိကြတယ်။ဘာလို့လဲဆိုတော့သူတို့ကတခြားလူတွေကိုကူညီဖို့စိတ်ဝင်စားကြတယ်။ကိုယ့်အပေါ်မှာအာဏာရယူဖို့စိတ်မဝင်စားကြဘူး။ဒါကြောင့်သူတို့ရဲ့ချိုးယွင်းချက်တွေကိုထုတ်ဖော်ပြသဖို့မကြောက်ကြဘူး။အားနည်းတဲ့ဆက်သွယ်မှုကလွှမ်းမိုးခြင်းထက်ပိုပြီးထိရောက်မှုရှိနိုင်တယ်။အားနည်းချက်ကိုထုတ်ဖော်ပြောဆိုခြင်းကယုံကြည်မှုနဲ့ရင်းနှီးမှုကိုတည်ဆောက်ပေးတယ်။မေးခွန်းတွေမေးပြီးအကြံဉာဏ်တောင်းခံခြင်းကတခြားလူတွေကိုပါဝင်စေပြီးလေးစားကြောင်းပြသရာရောက်တယ်။ခိုင်လုံမှုမရှိတဲ့စကားလုံးတွေကိုအသုံးပြုခြင်းကပူးပေါင်းပြဿနာဖြေရှင်းခြင်းကိုခွင့်ပြုတယ်။ကြောက်ရွံ့ခြင်း၊တုံ့ဆိုင်းခြင်းနဲ့ညှင်းဆိုခြင်းတွေကိုအသုံးပြုပြီးခိုင်မာတဲ့ပြောဆိုချက်တွေကိုလျှော့ပါသက်သာအောင်လှုံ့ဆော်ပါ။မေးခွန်းတွေကိုပိုမေးပြီးတုံ့ပြန်မှုတွေကိုတက်ကြွစွာနားထောင်ပါ။ကိုယ်ပိုင်အားနည်းချက်တွေအမှားတွေကိုဝေမျှပြီးဆက်သွယ်မှုတွေကိုတိစောက်ပါ။အယောင်းမှာဆိုရင်ဝယ်သူရဲ့လိုအပ်ချက်ကိုအစစ်အမှန်စိတ်ဝင်စားခြင်းအပြင်ယုံကြည်မှုကိုတိစောက်နိုင်တယ်။ညှိနှိုင်းရမှာဆိုရင်တခြားသူတွေရဲ့အမြင်ကိုနားလည်ခြင်းအဖြစ်တန်ဖိုးကိုဖန်တီးနိုင်တယ်။ခေါင်းဆောင်မှုမှာဆိုရင်နှိမ့်ချမှုနဲ့ပွင့်လင်းမှုအဖြစ်နောက်လိုက်တွေကိုစိတ်အားထက်သန်စေနိုင်တယ်။ဘန်းအောက်ကိုရှောင်ရှားခြင်းမိမိကိုယ်ကိုဂရုမစိုက်ဘဲအတ္တမဲ့ပေးကမ်းခြင်းကလွယ်လွယ်ကူကူပင်ပန်းနွမ်းနယ်စေနိုင်တယ်။အောင်မြင်တဲ့ပေးသူတွေကသူတို့ရဲ့စွမ်းအင်နဲ့စိတ်ဓာတ်ကိုထိမ့်သိမ်းထားကြတယ်။ကိုယ်ပိုင်ကောင်းကျိုးကိုအတိအမှတ်ပြုပါ။သူများတွေအမျက်မထုတ်သွားအောင်ကာကွယ်ဖို့အတွက်နယ်နိမိတ်တွေကိုသတ်မှတ်ပါ။ကိုယ့်အတွက်ရောတခြားသူတွေအတွက်ပါအကျိုးရှိစေမဲ့အခြားသူများအတွက်ပေးကမ်းမှုမှာပါဝင်ပါ။ပေးကမ်းမှုကိုအချိန်ပိုင်းအခြားတစ်ခုအနေနဲ့သတ်မှတ်ပြီးအမြဲတမ်းရနိုင်တဲ့အနေအထားကိုရှောင်ကျဉ်ပါ။ကိုယ်ပိုင်တန်ဖိုးနဲ့အရေးချင်းတွေနဲ့ကိုက်ညီတဲ့ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိတဲ့လှုပ်ဆောင်မှုတွေကိုအာရုံစိုက်ပါ။အပေါင်းအဖော်ပေးသူတွေရဲ့ network ကနေအကူအညီနဲ့ပြန်လည်ပေးဆက်မှုကိုရှာဖွေပါ။ပေးကမ်းခြင်းရဲ့ရလဒ်တွေကိုမြင်တွေ့ခြင်းကပင်ပန်းနွမ်းနယ်မှုကိုကာကွယ်ပေးတယ်။ကိုယ့်ရဲ့ပံ့ပိုးကူညီမှုရဲ့တက်ရောက်မှုကိုနားလည်ဖို့အတွက်အကျိုးခံစားရသူတွေနဲ့ချိတ်ဆက်ပါ။သေးငယ်တဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုပြီးကြီးမားတဲ့ရည်မှန်းချက်တွေစီသို့တိုးတက်မှုကိုအတိအမှတ်ပြုပါ။လက်ခံရရှိသူတွေရဲ့အကျိုးသက်ရောက်မှုအပေါ်မှာပြန်လည်သုံးသပ်ပါ။ဒေါမတ်အဖက်ကိုကျော်လွှားခြင်းပေးသူတွေဟာအတ္တမပါတဲ့သူတွေဖြစ်ဖို့လိုတယ်။တခြားသူတွေကိုအကျိုးရှိစေဖို့ဂရုစိုက်ကြတယ်။ဒါပေမဲ့ကိုယ့်ရဲ့အကျိုးစီးပွားကိုမြင့်တင်ဖို့အတွက်လည်းရည်မှန်းချက်ကြီးမားဖို့လိုအပ်တယ်။အောင်မြင်တဲ့ပေးသူတွေကယူတတ်တဲ့သူတွေစီကနေကိုယ့်ကိုယ်ကာကွယ်ကြတယ်။စိတ်ရင်းမှန်ကိုစစ်ဆေးခြင်းအဖြစ်ယူတတ်တဲ့သူတွေကိုရှာဖွေတဲ့အခါကျွမ်းကျင်မှုတွေကိုတိစောက်ပါ။ရက်ရောတဲ့တစ်ခုပေးတစ်ခုယူကိုလေ့ကျင့်ပါ။ပေးကမ်းခြင်းနဲ့စတင်ပါ။ဒါပေမဲ့တခြားသူတွေရဲ့အပြုအမူကိုတုံ့ပြန်ပါ။ကိုယ်ပိုင်ဒါမှမဟုတ်အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေနဲ့မကိုက်ညီတဲ့တောင်းဆိုမှုတွေကိုငြင်းဆန်ဖို့တင်ယူပါ။ကိုယ့်ကိုယ်မြင့်တင်ခြင်းကိုပေးကမ်းနိုင်စွမ်းကိုတိုးမြင့်ဖို့နည်းလမ်းတစ်ခုအနေနဲ့ပြန်လည်ဖော်ထုတ်ပါ။သူများတွေအတွက်ပြောဆိုပေးခြင်းကိုကိုယ့်အတွက်ပြောဆိုပေးဖို့ခြေလှမ်းတစ်ခုအနေနဲ့လေ့ကျင့်ပါ။တောင်းဆိုမှုတွေကိုပိုပြီးနှစ်သက်ဖွယ်ဖြစ်အောင်အားနည်းတဲ့ဆက်သွယ်ရေးနည်းစနစ်တွေကိုအသုံးပြုပါ။လီလီယန်ဘော်ဝါရဲ့နှိမ့်ချသူဘဝကနေအောင်မြင်တဲ့အတိုင်ပင်ခံဖြစ်သူပြောင်းလဲခြင်းကိုကြည့်ပါ။အေဒန်ဂရန့်ရဲ့တင်ကြားနည်းနဲ့မန်နာလုပ်နည်းတွေပြောင်းလဲလာတာကိုလေ့လာပါ။အောင်မြင်မှုရရှိနေတဲ့ပေးသူတွေဟာဘလို့ပုံစံနဲ့သူတို့ရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ်းထားလဲဆိုတာကိုလေ့လာပါ။ပေးကမ်းခြင်းယဉ်ကျေးမှုကိုဖန်တီးခြင်းလူတွေကတခြားလူတွေဟာပေးသူတွေမဟုတ်ဘူးလို့ယူဆတဲ့အခါတခြားသူတွေကိုပေးကမ်းခြင်းမှအားလျော့စေတဲ့ပုံစံနဲ့ပြုမှုပြောဆိုတတ်ကြတယ်။ဒါကကိုယ့်ရဲ့အတွေးနဲ့အညီဖြစ်လာစေတယ်။ပေးကမ်းခြင်းယဉ်ကျေးမှုကိုဖန်တီးခြင်းကအကျိုးကျေးဇူးများစွာကိုရရှိစေတယ်။ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ဗဟုသုတဝေမျှခြင်းကိုတိုးမြင့်ပေးတယ်။ဝန်ထမ်းတွေရဲ့ပါဝင်ပတ်သက်မှုနဲ့အလုပ်အပေါ်မှာစိတ်ကျေနပ်မှုကိုမြင့်တင်ပေးတယ်။ပြဿနာဖြေရှင်းခြင်းနဲ့တီထွင်ဖန်တီးခြင်းကိုတိုးတက်စေတယ်။ပေးကမ်းခြင်းကိုအလေးပေးတဲ့အတိအမှတ်ပြုမှုအစီအစဉ်တွေကိုအကောင့်ထဲဖော်ပါ။ reciprocity rings လိုပေးကမ်းခြင်းအတွက်ဖွဲ့စည်းပုံအခွင့်အလမ်းတွေကိုဖန်တီးပါ။ခေါင်းဆောင်အဆင့်မှာပေးကမ်းတဲ့အပြုအမူကိုစံပြလုပ်ပါ။ပေးကမ်းခြင်းကရှားပါးတယ်ဒါမှမဟုတ်ရိုးတယ်လို့ယူဆခြင်းကိုတိုက်ဖြတ်ပါ။ပေးကမ်းခြင်းကတဦးချင်းစီနဲ့စုပေါင်းအောင်မြင်မှုအတွက်ဘလို့အထောက်အကူပြုလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြပါ။ဝန်ထမ်းတွေအတွက်အကူအညီတောင်းခံဖို့နဲ့အကူအညီပေးဖို့လုံခြုံတဲ့နေရာတွေကိုဖန်တီးပေးပါ။လူတွေကတခြားလူတွေဟာပေးသူတွေမဟုတ်ဘူးလို့ယူဆတဲ့အခါတခြားသူတွေကိုပေးကမ်းခြင်းမှအားလျော့စေတဲ့ပုံစံနဲ့
ပြုမှုပြောဆိုတတ်ကြတယ်။ဒါကကိုယ့်ရဲ့အတွေးနဲ့အညီဖြစ်လာစေတယ်။ဒီဗီဒီယိုမှာကျွန်တော်တို့ Give and Take စာအုပ်ထဲကအဓိကချက်တွေကိုဆွေးနွေးခဲ့ကြတယ်။ပေးကမ်းခြင်းရဲ့အရေးပါပုံကိုလည်းပြောပြခဲ့တယ်။အခုလေ့လာခဲ့တဲ့အရာတွေကိုအခြေခံပြီးလှုပ်ဆောင်ဖို့ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်။ပေးကမ်းခြင်းယဉ်ကျေးမှုကိုတိဆောက်ခြင်းအပြင်ကျွန်တော်တို့အားလုံးအောင်မြင်နိုင်ပါတယ်